Okay အားလုံးပဲမင်္ဂလာပါကျွန်တော်အောင် 3D design print ရပြန်နေကြည့်လိုက်ပါတယ်အခုပါတော့ကျွန်တော်ဗီဒီယိုမတင်တာကြာပြီဖြစ်တဲ့ကြောင့်မလို့ကျွန်တော်အခုလောလောဆယ်သုံးနေတဲ့ 3D printer လေးရယ်အခုဆွဲလက်စ design လေးရယ်ခေါင်းလုံးပဲပြသပေးလိုက်ပါတယ်ပေါ့နော်ကျွန်တော်အခုသုံးနေတဲ့ set လေးကတော့ Eleco laptop phone 4 plus ပါအင်္ဂလိပ်တန်တော့ကတော့လည်းကျွန်တော်မထွက်တော့ဘူးထားမှာပါတယ်အခုဒါကတော့ set လေးအခုလောလောဆယ်သုံးထားတဲ့ set ရဲ့ပုံစံလေးပေါ့နော်သူ့ရဲ့ slicer ကိုကျွန်တော် opera slicer ကိုသုံးထားပါတယ်ဒါတော့ဆက်ရကုတ်တယ်ပေါ့နော်အောက်ကကျွန်တော်ဆက်ကိုထုတ်ထားတယ်အခုလောလောဆယ်ထုတ်ထားခဲ့တဲ့အပိုင်းလေးတွေပေါ့နော်ထုတ်ထားခဲ့တဲ့ PC လေးပါများတော့အပြည့်တော့ဖုံးတောက်တွေနဲ့အလုံးနဲ့ပတ်သက်တာထုတ်ဖြစ်တာများပါတယ်ဒါကတော့ဆက်ရအသုံးပြုထားတဲ့နိုင်ရေးပေါ့နော်ကျွန်တော်အများဆုံးအသုံးပြုထားတော့17နိုင်ပေါ့နော်တခါတည်းနဲ့ချိန်17နိုင်ကြာအောင်ထုတ်ထားတာပဲရှိပါတယ်နည်းနည်းကြာမှာဆိုလို့ပေါ့နော်ဂျားရဲ့အပိုင်းလေးနည်းနည်းရှိထားတာလေးလည်းရှိပါတယ်ပေါ့နော်ဒါ 3D printer ရဲ့ back level ကလည်းပြန်ချင်းရအောင်ပဲဗျာဆိုတော့လောဆယ်မချင်းဖြစ်သေးပါဘူးထုတ်လည်းမထုတ်သေးဆိုတော့လည်းခဏထားထားပါတယ်ဒါတော့အခုလောဆယ်ကျွန်တော် design ဆွဲနေတဲ့ website လေးပေါ့နော် on shape လို့ခေါ်ပါတယ်ဒါတော့အလုပ်အတွက်အခုအလုပ်က manager နဲ့တိုင်ပင်ပြီးတော့ဆွဲနေတဲ့ design ဖြစ်ပါတယ်လောဆယ်တော့မပြီးသေးဘူးပေါ့နော်ပြီးအောင်တော့နည်းနည်းကြာအောင်ပဲဗျာကြားထဲမှာအတိုင်းတိုင်းပါလို့သိရဆိုတော့လေကျွန်တော်မှအခုလိုမျိုး 3D design တွေပတ်သက်ပြီးတော့အချင်းချင်းလည်းရပါတယ်ပြမိမိလိုချင်တဲ့ပုံစံပြောပြီးတော့အဲ့လိုရပါတယ်လိုချင်တဲ့ပုံစံပြောပြီးဘယ်လိုနေရာမှာသုံးချင်နေအဲ့လိုတိုင်းတာတိတိကျကျလေးပြောပြီးလို့ရှိရင်ကျွန်တော်ဘက်က design လေးအကုန်လုံးဆွဲလုပ်ပေးပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်